ငါချမ်းသာသောနိုင်ငံတွေကတခုဖြစ်ခဲ့တဲ့နိုင်ငံတစ်ခုဟာဒီနေ့မှာတော့ဆင်းရဲငတ်မွတ်နေတဲ့ပြည်သူတွေတန်ဖိုးမရှိတော့တဲ့ငွေစက်ကိုတွေနဲ့တန်းနဲ့ချီတဲ့ပြည်သူတွေနိုင်ငံကိုစွန့်ခွာသွားခဲ့ရတဲ့အခြေအနေတွေကြောင့်ဖက်ဖက်ကချစ်ကြုံကြာသွားခဲ့ရတယ်ဗျဘတ်စကားဒရိုင်ဘာတယောက်တိုင်းပြည်ရဲ့အာဏာကိုရလာချိန်မှာတော့နိုင်ငံတစ်ခုလုံးရဲ့ကံကြမ္မာဟာဘယ်လိုမျိုးပြောင်းလဲသွားခဲ့ရလဲဒီနေ့မှာတော့အညွတ်တလူတက်နေတဲ့နိုင်ငံကိုစင်ရတွင်းနဲ့ဆွဲချသွားခဲ့တဲ့အာဏာရှင်ဗီနီဇွဲလားသမ္မတနီကိုလာမာဒူရိုအကြောင်းကိုပြောပြပေးသွားမှာပါမာဒူရိုကို1962ခုနှစ်နိုဝင်ဘာ23ရက်နေ့မှာဗီနီဇွဲလားနိုင်ငံရဲ့ခါရကတ်မြို့မှာမွေးဖွားခဲ့ပါတယ်သူဟာဆင်းရဲတဲ့ပတ်ဝန်းကျင်မှာကြီးပြင်းလာခဲ့ရတာကြောင့်အခြေခံလူရန်သားတွေဆင်းရဲမှုတွေနဲ့ခက်ခဲမျိုးစုံငယ်စဉ်ကတည်းကရင်းနှီးလာခဲ့ရတယ်။ဒါကြောင့်ပဲအကြောင်းသားဘဝမှာတည်းကဒီနေ့မှာဆင်းရဲသားတွေကိုကူညီမဲဆိုတဲ့တွေ့ကသူ့ရဲ့ခေါင်းထဲမှာရှိနေခဲ့တယ်ဗျ။ဒီလိုနဲ့သူ့တန်20ဝန်းကျင်အရောက်မှာတော့မိသားစုစားဝင်နေရေးအတွက်အကြောင်းပညာရေးကိုစွန့်ခွာခဲ့ရပြီးဘတ်စကားဒရိုင်ဘာဘဝကိုရွေးချယ်ခဲ့ရတယ်။ဒီချိန်မှာပဲရုံးကန်နေရတဲ့အခြေခံလူရန်သားတွေနဲ့အမျက်ထိထုတ်ခွင့်ရနေခဲ့တာကြောင့်ဒီလိုဘဝတွေကိုပြောင်းလဲပေးခြင်းနေတဲ့သူ့ရဲ့အတွေ့တွေကဖေးဖေးကြီးထွားလာနေခဲ့တယ်။ဒီအတွေ့တွေကြောင့်ပဲသူဟာအလုပ်သမားရေးအဖွဲ့တွေကိုဝင်တယ်ပြီးတော့သူထောက်ခံတဲ့ဟူကိုခါဘက်ဘက်ကနေတည်ယုံရေးတွေကိုတွတ်တွတ်ကြကြဆက်လုပ်ပါတော့တယ်ဒီလိုနဲ့အခြေခံလူရန်သားတွေကြားထဲမှာမာရိုရဲ့စီယုံရေးကောင်းချက်တွေကြောင့်1988ခုနှစ်အရောက်မှာတော့တက်တဲ့အရာရှင်ဟူကိုကာဘက်ဟာဗီနီဇွဲလားနိုင်ငံရဲ့သမ္မတဖြစ်လာခဲ့ပါတယ်ဒါကြောင့်မာရိုဟာလည်းသမ္မတရဲ့လူယုံတယောက်လိုဖြစ်လာခဲ့ပြီးတဲ့နောက်မှာတော့နိုင်ငံရေးလောကတဲ့ကိုတစ်စင်းပြီးတစ်စင်းဝင်ရောက်ခွင့်ရလာခဲ့ပါတော့တယ်သမ္မတခါဘက်ကိုယ်တိုင်ကပါသူ့ကိုနောက်တက်လာမဲ့သမ္မတလို့ရေယုံကြည်ကြည်နဲ့ထောက်ခံပေးခဲ့တာကြောင့်သူ့ဘဝဟာနောက်တက်လှည့်ပြောင်းကြီးတစ်ခုစီကိုအိုတီသွားခဲ့ပါတော့တယ်ဒီလိုနဲ့2013ခုနှစ်မတ်လ9ရက်နေ့မှာတော့သမ္မတဟူကိုကာဘက်ဟာကင်ဆာရောဂါနဲ့ကိုယ်တော်သွားခဲ့ရပြီးမာရိုဟာလည်းဗီနီဇွဲလားရဲ့သမ္မတဖြစ်လာခဲ့ပါတယ်သူသမ္မတဖြစ်ပြီးမကြာခင်မှာပဲသူ့ရဲ့အုပ်ချုပ်ပုံညံပြစ်မှုတွေကြောင့်နိုင်ငံရဲ့စီးပွားရေးကလည်းပြပြိုလဲလာပြီးအောက်ဆုံးစစ်တီကိုထိုးကျသွားခဲ့ပါတော့တယ်ဒီလိုပြဿနာတွေကိုဖြေရှင်းဖို့အတွက်ဆိုရဟာငွေကြေးတွေကိုအစမတန်ရထုတ်ပါတော့တယ်ဒါကြောင့်ပဲငွေကြေးဖောင်းပွားမှုတွေအစမတန်မြင့်တက်လာခဲ့ရပြီးပြည်သူတွေရဲ့ဘဝဟာလည်းတင်ရတွင်းတဲ့ကိုနှစ်တက်နှစ်လာခဲ့ရပါတော့တယ်ဗျဒါကြောင့်ပဲနိုင်ငံရဲ့လူကြီး၄ပုံတစ်ပုံလောက်ဟာနီးနိုးစုံနဲ့ပြည်ပကိုထွက်သွားကြပါတော့တယ်ဒါပေမဲ့လည်းမာရိုကတော့နိုင်ငံရဲ့အာဏာကိုမတရားနီးလက်နေတဲ့တက်လက်ထိန်းချုပ်ထားပြီးပြည်သူတွေကိုနည်းနည်းလေးမှတော့ပြမကြည့်ပဲသူ့ရဲ့အာဏာမှာသာရင်မှုနေခဲ့တယ်ဗျဒါပေမဲ့ဒီနေ့မှာတော့သူ့ဘဝကိုဆုံးသက်ပေးမဲ့အကြောင်းတစ်ခုကဖန်လာပါတော့တယ်အဲ့ဒါကတော့2026ခုနှစ်အစမှာပဲအမေရိကန်အာဏာပိုင်တွေရဲ့ဖန်တီးထိန်းချုပ်မှုကိုခံခဲ့ရတာပါဒီလိုနဲ့မာရိုဟာမွေစေဝါကုန်သွယ်မှုတွေနဲ့တရားရုံးမှာတရားရင်ဆိုင်နေရပြီးသူ့ဘဝရဲ့နေဝင်ခြင်းကိုရောက်ရှိခဲ့ရပြီးပဲဖြစ်ပါတယ်။ဘယ်လောက်ပဲချမ်းသာတိုးတက်နေတဲ့နိုင်ငံဖြစ်ပါစေခေါင်းဆောင်တွေကပြည်သူတဲ့အာဏာကိုပိုချစ်လာတဲ့အခါနိုင်ငံဟာမလွတ်မသွေပျက်စီးသွားတတ်ပါတယ်။